ဒီနေ့ကဈေးကြီးစမယ်တင်းတင်းလာနေရဲ့မင်္ဂလာမနက်ခင်းဖြစ်ပါတယ်နှလုံးသားကြီးရေစာမွေးဝဲမဖြေခင်စာတွေကိုပြန်နှွေးသလိုထုံးစံတိုင်းပဲပြန်နှွေးကြမယ်ရင်တစ်ပတ်ရဲ့ပျောက်ကနန်းကကိုပျောက်ကနန်းကနှစ်ပတ်ဆက်တိုက်ကိုကနှစ်ပတ်ဆက်တိုက်ပျောက်ခဲ့တာဖြစ်ပါတယ်ဒီတစ်ပတ်သုံးပတ်ဆက်ပျောက်မပျောက်ကစောင့်ကြည့်ပါမယ်နှလုံးသားကြီးနဲ့အတူ break တွေကိုပြောဆိုရင် break တွေက2 break 9 break 10 break 9 break ဆိုပြီးရင်တစ်ပတ်ကပျောက်ခဲ့တယ်2 break ကနှစ်ပတ်ဆက်ပျောက်ခဲ့ပြီခွန်ကတော့တစ်ပတ်ထဲပျောက်တာဖြစ်တယ်10 break က3ချိန်စတိုက်ပျောက်တယ်ဒီတစ်ပတ်ပါပျောက်ရင်10 break က4ပတ်တိတလားတိပျောက်တဲ့ break ဖြစ်သွားပြီဖြစ်ပါတယ်9 break ကတော့နှစ်ပတ်ဆက်ပျောက်ထားတာဖြစ်ပါတယ်ခဏအတွဲလိုက်တွေကိုပြောဆိုရင်နက်ခတ်ကနှစ်ပတ်ဆက်တိုက်တီပျောက်ခဲ့ပါတယ်18 24 35 69 39ခွန်ဆိုတဲ့နက်ခတ်တွေကနှစ်ပတ်တီပျောက်ထားတာကိုတွေ့ရပါတယ်ဒီတစ်ပတ်ရဲ့အားကောင်းပတ်သီးတွေကတော့1 4 5 6 8ဆိုတဲ့ပတ်သီးတွေကအားကောင်းပါတယ်အရင်တစ်ပတ်ကအင်္ဂါမနက်မှာ9ဗုဒ္ဓဟူးမနက်မှာ83ဆိုပြီးအပူးပါဝါအပေါ်ဆင်းအောက်ဆင်းထွက်တာကိုတွေ့ခဲ့ရပါတယ်ဘိုက်ကင်းအရင်တစ်ခါပြောပြမှုပါတယ်အပူးပါဝါအဲ့လိုဆင်းနေရင်အဲ့ဒီ3လုံးကိုခွေလိုက်ပါဆိုတာကိုနှလုံးသားကြီးကိုပြောပြမှုတယ်ဒါကြောင့်938အပူးပါခွေပါဒီတစ်ပတ်လှပါတယ်နှလုံးသားကြီးကအကြိုက်တွင်ယူပါအကြိုက်မတွင်ရင်တော့ကြော်ပါဒါဒီတစ်ပတ်ရဲ့ရောင်းကတ်တွေဖြစ်တယ်တပတ်စာကတ်က9000ကျပ်စာကလေးကိုရ4000ကျပ်ပါတူတာ3000ကျပ် M3 3000ကျပ်ဆိုပြီးတော့နှလုံးသားကြီးဝယ်ယူနိုင်ပါတယ်ကတ်တွေအားလုံးဟာအထူး share ဆိုတော့ပြောနေကြတာလို့မထင်ပါဘူးနှလုံးသားကြီးများအားလုံးယခုတစ်ပတ်လုံးကိုထိုးတာနဲ့ထွက်တာနဲ့ကွက်တီတိုက်ဆိုင်၍နေပူပူမှာငွေထူထူကင်နိုင်ပြီးအိတ်ကြီးဖောင်းလို့စိတ်ကြီးပြောင်းတော့တသေးတဲ့ကျွနှလုံးသားကြီးများဖြစ်ကြပါစေလို့ဘိုက်ကင်းမှာစုမုံခေါင်းတောင်းလိုက်ပါတယ်